ချုပ်တဲ့အချိန်မှာတောက်တဲ့ probiotic နဲ့ one shot တဲ့အချိန်မှာတောက်ရမယ် probiotic နဲ့ကမတူပါဘူး probiotic တွေဟာအားဆေးသက်သက်မဟုတ်ပါဘူးတကယ်တော့ဇီဝကူထုံးတစ်မျိုးဖြစ်ပါတယ် probiotic မှာပါဝင်တဲ့ဆေးအမှုန့်လေးတွေဟာတာမန်ဆေးအမှုန့်လေးတွေမဟုတ်ပါဘူးဒါလေးတွေကသက်ရှိဘက်တီးရီးယားလေးတွေဖြစ်ပါတယ်အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ probiotic ဝယ်ယူတဲ့အခါမှာမှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေဖို့နဲ့ probiotic တောက်သုံးတဲ့နေရာမှာအာနိသင်ထိရအောင်တောက်သုံးတတ်စေဖို့ကျွန်မကဒီနေ့ဗီဒီယိုလေးကနေတဆင့်မျှဝေပေးချင်ပါတယ်ကျွန်မကတော့လက်ရည်ဖြိုးဝေပါ pharmacist တူဖြစ်ပါတယ်ရှင် probiotic လို့ခေါင်းစဉ်တက်လိုက်ရင်ဒီ product တွေအကုန်လုံးကိုအတူတူပဲလို့အမှတ်မှားတတ်ကြပါတယ်ပါဝင်တဲ့ bacteria အုပ်စုတွေအမျိုးအစားတွေမတူညီဘူးကျမတို့မှာဖြစ်နေတဲ့ယောဂဝေဒနာနဲ့ကိုက်ညီတဲ့ probiotic အမျိုးအစားကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်ဒါမှသာလျှင်ဒါအနာနဲ့ဆေးတွေ့ပြီးတော့ကိုက်ညီတဲ့ probiotic တောက်သုံးနိုင်မှယောဂကအမြန်ဆုံးတက်တာမှာဖြစ်ပါတယ်ဒီနေရာမှာ probiotic အမျိုးအစားတွေအကြောင်းကိုပြောရရင်အင်မတန်မှကျေပြန့်တဲ့အတွက်ကြောင့်မို့လို့ကျမကဒီဝယ်ယူသုံးစွဲမဲ့သူတွေအနေနဲ့တောက်သုံးနေတဲ့သူတွေအနေနဲ့အထီးရောက်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်အောင်အခြေခံကြဆုံးအချက်ကလေးတွေကိုပဲမျှဝေပြီးပြောပြပေးမှာဖြစ်ပါတယ်။အဲဆုံးဆိုရင် probiotic ကိုဘယ်အချိန်မှာတောက်ကြလဲဆိုတော့ကျမတို့ one shot ရင်လည်း probiotic တောက်တယ်။ one ချုပ်ရင်လည်း probiotic တောက်တယ်။ဒီတော့ one ချုပ်တဲ့အချိန်မှာတောက်တဲ့ probiotic နဲ့ one shot တဲ့အချိန်မှာတောက်ရမယ် probiotic နဲ့ကမတူပါဘူး။ one shot တဲ့အချိန်မှာဘယ်လို probiotic ရွေးချယ်တင်လဲဆိုတော့ကျမတို့ Saccharomyces boulardii ဆိုတဲ့ဒီလိုအမျိုးအစားကိုရွေးချယ်တင်ပါတယ် brand name နေနဲ့ဆိုရင်တော့ Bioflora တို့ Normagat တို့ပေါ့နော်ဒီ Saccharomyces boulardii အုပ်စုက one shot တဲ့နေရာမှာအင်မတန်မှကိုထိရောက်တဲ့ probiotic အမျိုးအစားဖြစ်ပါတယ်အထူးသဖြင့်သူကဘက်တီးရီးယားအုပ်စုမဟုတ်ဘဲနဲ့ yeast ပေါ့နော်။မို့မျိုးစားဖြစ်တဲ့အတွက်ကြောင့်ပိုးသက်ဆေးရဲ့ဒဏ်ကိုလည်းခံနိုင်ရရှိတယ်။ပိုးသက်ဆေးတောက်လို့ one shot တာရဲ့အတွက်ဆိုလဲတော်တော်ကောင်းမွန်တဲ့မျိုးစားဖြစ်ပါတယ်။ Saccharomyces boulardii အပြင်နောက်ထပ်ဘယ်လိုမျိုးစားတွေရှိသေးလဲဆိုတော့ Lactobacillus အုပ်စုဝင်တွေဖြစ်ပါတယ်။အဲ့ဒီထဲကမှ Lactobacillus rhamnosus GG ဒီအုပ်စုဟာဆိုရင်ဒါကမ္ဘာပေါ်မှာသုတေသနအများဆုံးနဲ့ infection ကြောင့်ကူးစက်ပိုးကြောင့်ဖြစ်တဲ့ one shot တာတွေအတွက်အထီးရောက်ဆုံးဆိုတဲ့အမျိုးအစားပါဒီလိုအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ် Bifidobacterium infantis အုပ်စုကလည်းဒီ one shot တာအတွက်ဥလန်းချောင်းလှုပ်ရှားမှုပေါ်မှာအထောက်ပံ့ကောင်းပေးနိုင်လို့ဝယ်ယူသင့်ပါတယ်ဒီတော့တချို့ product တွေမှာကတော့ဘက်တီးရီးယားအမျိုးအစားတွေအများကြီးပါတယ်အဲ့ဒီအများကြီးတွေကမှ one shot အတွက်ဆိုရင်ခုနကျမပြောခဲ့တဲ့ Saccharomyces boulardii တို့ Lactobacillus rhamnosus GG တို့ Lactobacillus acidophilus တို့ Bifidobacterium infantis တို့ဒီအုပ်စုတွေကတော့ one shot အတွက်ကောင်းမွန်တဲ့ probiotic အမျိုးအစားတွေဖြစ်ပါတယ် one shot တာကြတော့ပြောင်းပြန်ဖြစ်သွားပြီ one shot တာနဲ့မတူတော့ဘူးစန့်ကျင်ဘက်သူကဥလန်းချောင်းလှူရှားမှုနှေးပြီးတော့ဒီရေဓာတ်ခန်းချောက်နေလို့ဝမ်းချုပ်တာပေါ့နော်အကြောင်းရင်းကတော့အဲ့ဒီတော့ဥလန်းချောင်းလှူရှားမှုကိုမြင့်တင်ပေးမဲ့ probiotic အမျိုးအစားတွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ဘယ်အုပ်စုတွေလဲဆိုရင် Bifidobacterium အုပ်စုဝင်တွေဖြစ်ပါတယ် Bifidobacterium longum တို့ Bifidobacterium latex တို့ဒီလိုမျိုးအုပ်စုဝင်ပါတဲ့မျိုးစားပါတဲ့ probiotic products တွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ဒါတွေကတော့ one ချုပ်တာအတွက်အင်မတန်မှကောင်းတဲ့အမျိုးအစားတွေပါဒီနေရာမှာ one ချုပ်တာအတွက် probiotic တစ်မျိုးတည်းတောက်ယုံနေတော့မလုံလောက်ပါဘူးတွဲဖက်ပြီးတော့လုပ်ရမှာကခုနပြောခဲ့သလို prebiotic တွေကိုလည်းတွဲဖက်ပြီးစားသုံးပေးရမှာဖြစ်ပါတယ်ငါပြောသလိုမျိုးအမြင့်တက်များတဲ့အစားအသောက်တွေကိုတွဲဖက်စားသုံးပေးရမှာဖြစ်ပါတယ်နောက်ရေဓာတ်ခန်းချောက်နေနိုင်တဲ့အတွက်ကြောင့်ရေများများတောက်ပေးဖို့လိုအပ်ပါတယ်ဆက်ပြီးပြောပြချင်တာကအရေးအတွက်ပမာဏဖြစ်ပါတယ်ဒီ products တွေထဲမှာသက်ရှိဘက်တီးရီးယားအကောင်ရေဘယ်လောက်ပါတယ်လဲဆိုတာကလည်းအရေးကြီးပါတယ်ဒါကိုကျမတို့က colony forming unit လို့ခေါ်တဲ့ CFU နဲ့တိုင်းတာပါတယ် CFU ပမာဏကတာမန်နေ့စဉ်ကျန်းမာရေးဒီ immune system ပေါ့နော်ကိုယ်ခံအားစနစ်အတွက်နေ့စဉ်ကျန်းမာရေးအတွက်တောက်တဲ့ probiotic တွေဆိုရင်တော့ဒါပမာဏ CFU ပမာဏနည်းလေလုံလောက်ပါတယ်ဒါပေမဲ့ one shot လို့ဒါ probiotic တောက်ရမယ်ဆိုရင်တော့ CFU ပမာဏများတဲ့ product တွေကပို့ပြီးတော့ကောင်းပါတယ် CFU ပမာဏအရန်များသွားတဲ့ product တွေကိုတော့ဆရာဝန်ညွှန်ကြားချက်နဲ့သာလျှင်တောက်သုံးသင့်ပါတယ်
probiotic တွေကကိုယ်ခံအားကောင်းတဲ့သူတွေအတွက်ရေပုံရအားဖြင့်တော့ဒါ safe ဖြစ်တယ်ဘေးကင်းတယ် side effect နည်းတယ်ပေါ့နော်မရှိသလောက်နည်းတယ် side effect နည်းတယ်ဆိုပေမဲ့တစ်ဆက်တည်းပြောချင်တာ probiotic ကိုအလွန်ကျွံတောက်လို့ရှိရင်လဲဘိုက်ကဲတာတို့လေပွားတာတို့လိုမျိုး side effect တွေတော့ရှိနိုင်ပါတယ်ရှိတတ်ပါတယ်စေသွင်းကုသမှုခံယူနေရတဲ့ chemotherapy ယူနေရတဲ့သူတွေနောက်ကိုယ်ခံအားနည်းနေတဲ့အခြေအနေမျိုးတွေကိုယ်ခံအားကျဆင်းတဲ့အခြေအနေမျိုးတွေဒီလိုအခြေအနေမျိုးတွေမှာတော့ probiotic ကိုမိမိသဘောနဲ့မတောက်သုံးသင့်ပါဘူးခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတွေဆိုရင်လည်း probiotic ကိုကိုယ့်သဘောနဲ့ကိုမတောက်သင့်ပါဘူးဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့လိုအပ်တယ်ဆိုမှတောက်သုံးသင့်ပါတယ်ဘာလို့လဲဆိုတော့ဒီ probiotic တွေကနေတဆင့် infection ဝင်ရောက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျမ်းမာတဲ့ဦးလန်းချောင်းကနေတဆင့်ပျော်ရွှင်တဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ရှင်probiotic တွေဝယ်ယူတဲ့နေရာမှာအရေးကြီးဆုံးအချက်ကတော့ storage ဖြစ်ပါတယ်။သက်ရှိဘက်တီးရီးယားလေးတွေဖြစ်တဲ့အတွက်ထိမ့်သိမ်းထားသွင်းမှုစနစ်မှန်ကန်မှသာလျှင်ဒီဘက်တီးရီးယားလေးတွေကအာနိသင်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်အေးမြ6သွေးတဲ့နေရာမှာထားတဲ့ဆိုင်မျိုးကနေပြီးတော့ရွေးချယ်ဝယ်ယူသင့်ပါတယ်။ဒီနေရာမှာ probiotic နဲ့ပတ်သက်ပြီး storage 2မျိုးရှိပါတယ်။တချို့ product တွေကတော့ shelf stable ဆိုပြီးတော့တာမန်အပူချိန်မှာထားလို့ရပါတယ်။တချို့ product တွေကတော့ refrigerated ဆိုပြီးရေခဲသေတ္တာထဲမှာထားရမှာဖြစ်ပါတယ်။ရေခဲသေတ္တာဆိုတဲ့နေရာမှာ freezer လိုအေးခန်းကိုတော့ရှောင်ကျဉ်ရမှာပါ။ probiotic ဝယ်ယူတဲ့အခါမှာ storage အပြင် expire date ကိုလည်းကြည့်ဖို့လိုအပ်ပါတယ်။သက်တမ်းကုန်ဆုံးတော့မဲ့products တွေဟာရှိဘက်တီးရီးယားလေးတွေအသက်မရှင်နိုင်တော့တဲ့အတွက်ကြောင့်အာနိသင်မရှိနိုင်တော့ပါဘူး။ဒါကြောင့်မို့လို့သက်တမ်းကျန်ရှိတဲ့ expire ကောင်းတဲ့ probiotic products တွေကိုပဲရွေးချယ်ဝယ်ယူသင့်ပါတယ်လို့ပြောပြချင်ပါတယ်။အများစုကဆေးတောက်မယ်ဆိုရင်အစာနဲ့တွဲတောက်ရမလားတွဲမတောက်ရဘူးလားဒီလိုမျိုးတွေးတတ်ကြတယ်မှန်ပါတယ်။ဒီခု probiotic မှာဆိုလည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒီသက်ရှိဘက်တီးရီးယားလေးတွေကအစာအိမ် acid ကိုအင်မတန်မှကြောက်တယ်။ဒီပိုင်း acid တွေများနေတဲ့အချိန်မှာတောက်လိုက်မိရဆိုရင်သူကဦးလန်းချောင်းထဲကိုမရောက်နိုင်တော့ဘူးအဲ့တော့အာနိသင်မရနိုင်တော့ဘူးဒါဆိုရင် probiotic ကိုဘယ်လိုတောက်တင်တယ်လဲဆိုတော့အစာမစားခင်နာရီဝက်တောက်သုံးပေးလို့ရပါတယ်ဆေးလုံးကပ်ဆူးတွေကိုတောက်တယ်ဆိုရင်တော့တိတ်မတိတာပဲမဲ့အမှုန့်တုပ်လေးတွေကိုဖြောတောက်တဲ့အခါကျတော့တချို့တွေကလေ coffee ပပူးတို့ရေနွေးပပူးတို့ထဲမှာဒီ probiotic ကိုဖြောပြီးတော့တောက်လေးရှိတယ်ပေါ့နော်ဒါကလုံးဝရှောင်ကျဉ်ရမှာပါဒါတာမန်ရေအေးနဲ့ပဲအမှုန့်တုပ်လေးတွေကို probiotic အမှုန့်တုပ်လေးတွေကိုဖြောတောက်ရမှာဖြစ်ပါတယ် probiotic ဆိုတာကအစာအာဟာရဖြစ်ပါတယ်အကျိုးပြုဘက်တီးရီးယားလေးတွေအတွက်အစာအာဟာရဖြစ်ပါတယ် probiotic ဆိုတာကတော့ဒါအကျိုးပြုဘက်တီးရီးယားလေးတွေကိုယ်တိုင်ဖြစ်ပါတယ်ကျမတို့ probiotic တောက်တဲ့နေရာမှာအာနိသင်ပိုထိရောက်စေချင်တယ်ဆိုရင် inulin တို့ FOS တို့တချို့ product တွေထဲမှာဒါမျိုးတစ်ခါထည့်ပေးပြီးသားပေါ့နော်အဲ့ဒီလိုမျိုး probiotic ပါတဲ့ product တွေကိုရွေးချယ်ဝယ်ယူလို့ရတယ်လို့တဘာဝအတိုင်း probiotic တွေလည်းရှိပါတယ် probiotic တောက်တဲ့အချိန်မှာဒီငပြောသီးတို့လိုအမြင့်တက်များတဲ့အသီးနှံတွေနဲ့တွဲဖက်စားသုံးပေးမယ်ဆိုရင် probiotic ရဲ့အာနိသင်ပို့ပြီးတော့ကောင်းမှာပါ probiotic တောက်တဲ့နေရာမှာအရေးကြီးဆုံးတစ်ချက်ရှိပါတယ်အဲ့ဒါကတော့ပိုးသက်ဆေးနဲ့တွဲတောက်လို့မရပါဘူး antibiotic တွေပိုးသက်ဆေးတွေတောက်မယ်ဆိုရင် probiotic ကိုအချိန်2နာရီသို့မဟုတ်3နာရီလောက်ခြားပြီးတော့မှတောက်ပေးရမှာဖြစ်ပါတယ်အခုပြောခဲ့တဲ့အချက်ကလေးတွေတိုင်းတောက်သုံးမယ်ဆိုရင် probiotic တွေရဲ့အာနိသင်ကိုအပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်မှာတော့ probiotic ဝယ်ယူတဲ့နေရာမှာမှန်ကန်စွာရွေးချယ်ဝယ်ယူတတ်ပြီးတော့တောက်သုံးတဲ့နေရာမှာလည်းအာနိသင်ထိရအောင်ဘယ်လိုတောက်သုံးရမလဲဆိုတာကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ရှင်